ဒီတခါတော့လူတေပြီးလဲငိမ့်ချမ်းစွာမအိတ်ဆက်ရသေးတဲ့ဝိညာဉ်တစ်ခုရဲ့ဘဝများစွာအကြောင်းကိုပြန်လဲပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာမောင်မိုက်ကြောက်မဖွယ်ကောင်းတဲ့အခန်းထဲမှာရည်ကျဲတယောက်ဘာအဖြစ်မှမလုပ်ခဲ့ပါဘူးလို့ဒူးထောက်ငိုကြွေနေတော့မနဲ့ဆန်းကအမျိုးသမီးတယောက်ကသူ့ကိုရုတ်တရက်ပေးတက်ပြီးလေရင်ပေါ်ကနေကန်ချလိုက်ပါတော့တယ်နဖူးမှာကြည်ဖောက်ရနဲ့တောင်ရည်ကျဲမွတ်လုံးတွေပွေလာခဲ့ပါတယ်ဒါတွေအားလုံးကလွန်ခဲ့တဲ့9နှစ်ကစခဲ့တာပါရည်ကျဲကနာမည်ကြီးကုမ္ပဏီတစ်ခုမှာအင်တာဗျူးထွက်ရင်လမ်းမှာကားတိုက်ခံရလို့လူတအူးထေဆုံးသွားတာကိုမြင်လိုက်ရတာကနေစိတ်တန်ရာရခဲ့ပါတယ်အင်တာဗျူးမှာစကားတောင်မပြောနိုင်ပဲအလုံးမရခဲ့ပါဘူးကြောင်းပြီးတော့လည်းအကျွေးတွေနဲ့ရအလုပ်တွေလုပ်နေခဲ့ရပြီးအမြဲတမ်းအလုပ်ဘယ်တော့မှမရခဲ့ပါဘူးသူ့အထက်အများကြီးစတဲ့ပေးခဲ့ရတဲ့အမေကိုလည်းပိုမပင်ပန်းစေချင်ပါဘူးခုနှစ်အကြာမှာရည်ကျဲတဲ့အောင်အင်တာဗျူးထိုင်ရတော့မှမျိုးလင့်ချက်တွေပြန်ဝင်လာခဲ့ပါတယ်ဒါပေမဲ့တန်ကေချင်းတူကပိတ်ဆန်တွေအကုန်ယူပြီးထွက်ပြေးသွားလို့စုထားတဲ့ပိတ်ဆန်တွေအကုန်ဆုံးသွားပါတယ်ဒေါသထွက်ပြီးပစ္စည်းတွေဖျက်ဆီးခဲ့တဲ့အတွက်ရဲစခန်းရောက်ခဲ့ပြီးမဲ့တရားဥပဒေအရာဘာမှလုပ်လို့မရပါဘူးဒီညနေမှာပဲကောင်မလေးကသူ့တခြားလူတစ်ယောက်နဲ့တွေ့နေတာကိုမြင်လိုက်ပြီးသူကကို့အတော့ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီးလို့ထင်ကလန့်ခွဲခဲ့ပါတယ်ဒီနောက်အင်းရှင်ကလည်းအိမ်ငါးခါမပေးလို့ဆိုပြီးသူ့ပစ္စည်းတွေအကုန်အပြင်ထုတ်ထားတာကိုတွေ့လိုက်ပြီးမိုးတဲ့လေထဲမှာပစ္စည်းတွေအကုန်ပျက်စီးကုန်ပါတော့တယ်မနေ့ရောက်တော့အင်တာဗျူးလဲကြာသွားပြီဆိုတဲ့သတင်းစကားရောက်လာပါတယ်ဒီလောက်ဖြစ်နေတဲ့ဘဝကိုရပ်တန့်ဖို့အတွက်အမေရဖုံးကိုတော့မကိုက်နိုင်ပဲရည်ကျဲတယောက်မျိုးလေခေါ်မှာပဲကိုအဆုံးစီရင်လိုက်ပါတော့တယ်ဗျာခဏကြတော့လီရင်ပေါ်မှာပြန်နိုးလာပြီးမျက်နာကပြောင်းနေပါတယ်အနီရောင်မျက်လုံးတွေနဲ့အမျိုးသမီးတစ်ယောက်ကသူ့နှုတ်ဆက်စာကိုမီးရှို့ပစ်လိုက်ပြီးအဲ့ဒီအမျိုးသမီးကတေမင်းဖြစ်နေပါတယ်ကိုတတ်သေးတာဟာတေမင်းကိုလောင်ပြောင်ရရောက်လို့အပြစ်ပေးဖို့ရောက်လာတဲ့သူ့ကိုငရဲပီကိုခဏခေါ်သွားပြီးဘေးကကမ်းပါပေါ်ကနေကန်ချလိုက်လို့ဘီလူတွေဝိုင်းအောင်နေတဲ့ရေတဲ့ကိုကြော်တော့မှရည်ကျဲတယောက်လေးရင်ပေါ်မှာပြန်နိုးလာပါတော့တယ်ဗျာတေမင်းကသူ့ကိုနောက်ထပ်12ခါတေခိုင်းပြီးအပြစ်ပေးမယ်လို့ပြောပါတယ်ကန်ကြမှာဆိုနဲ့ရင်ဆိုင်ရတော့မယ်လူ12ယောက်ရဲ့ခန္ဓာကိုယ်တဲ့ကိုသူ့ဝင်ရောက်ရမှာဖြစ်ပြီးဘယ်သူဖြစ်နေပါစေတေရမှာပါတယ်ဒါပေမဲ့တေချင်းတရားကိုရှောင်လွဲနိုင်ရင်အဲ့ဒီဘဝကိုဆက်ပိုင်ဆိုင်ခွင့်ရမှာပါရည်ကျဲကဘာမှမခံစားရဘူးလို့ပြောပေမဲ့မတိစိတ်ကနေသူ့ပိုင်ဆိုင်ထားတဲ့လေရင်စည်းသူတထေးရခက်လာကိုကအတက်ကအကြည့်ဝက်ပြီးခါပတ်မိနေပါပြီဒီဘဝကိုဆက်ထင်းကိုစစ်ကူးလိုက်ချိန်မှာပဲလေရင်အင်ဂျင်တစ်ခုပေါက်ကွဲပြီးမီးလောင်ကလေရင်မူးနဲ့အင်တာတို့လေထဲကိုစုပ်ယူခံလိုက်ရပါတယ်နောက်ဆုံးမှာတော့လေရင်တစ်ခုလုံးမီးလောင်ပေါက်ကွဲပြီးရည်ကျဲလဲမီးထဲမှာတည်ဆုံးသွားခဲ့ပါတော့တယ်တေမင်းရဲ့အခန်းထဲမှာလက်ကျန်အသက်တွေကိုဖျက်ထားတဲ့နာယီတစ်လုံးနဲ့ပြန်နိုးလာခဲ့ပါတယ်တေမင်းကသူ့ဝိညာဉ်ကအလောင်းတွေကိုအသက်ပြန်တွေးပေးရုံပဲဖြစ်ပြီးအားလုံးမှာမရှင်းတန်နိုင်ရင်ငရဲကြမယ်လို့ချိန်ထုတ်ပါတယ်ရည်ကျဲကိုငရဲပုံကိုခဏခေါ်သွားပြီးမမြင်ရတဲ့ထိတ်လန့်စရာတွေကိုပြသလိုက်တဲ့အခါရည်ကျဲလဲထိတ်လန့်တကြားအော်ဟစ်ပြီးကိုအဆုံးစီရင်ခွင့်မိတာဟာဘာကြောင့်ငရဲကြရလောက်အောင်အပြစ်ကြီးတာလဲလို့မိပါတယ်တေမင်းကသူမကိုအရင်ရှာတွေ့တဲ့အတွက်အပြစ်ရှိကြောင်ပြောပြီးဘဝတစ်ခုခုမှာရှင်းတန်နိုင်ရင်ငရဲကိုရှောင်ရှားနိုင်မယ်လို့ပြောလိုက်ပါတယ်ရည်ကျဲလဲစ조사ရှင်းတန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဗျာဒုတိယဘဝအနေနဲ့လေရင်ပေါ်ကနေထီးမပါပဲခုန်ခဲ့တဲ့စွန့်ဆာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်လာခဲ့ပါတယ်ဒီလူကကဘာစံချင်း၄ခုပိုင်ဆိုင်ထားပြီးကဘာရန်မိုင်းထောင်ကြီးအမြင့်ကနေလုံခြုံရေးကွန်ပေါ်ကိုခုန်ချမဲ့စိန်ခေါ်မှုကိုလုံနေတာပါအောင်မြင်ရင်ဘီလီယံ3ဘီလီယံရမှာပါပိုက်ဆံအတွက်ဆက်စင်တန်ချင်းတာနဲ့ကူညီမဲ့သူကိုထွန်းထုတ်ပြီးဆင်းလာခဲ့ပြီးမြကွန်ကိုလွဲပြီးမြေကြီးပေါ်ကျလို့ချက်ချင်းတေဆုံးဟေရပါတယ်တတိယဘဝမှာတော့ចောင်းသားတအိုးထင်းနေပြီးအနိုင်ကျင့်ခံရတာကိုတွေ့လိုက်ရပါတယ်ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ထားတဲ့ကောင်လေးထင်နေလာကြောင်းရည်ကျဲကတေချင်းကိုရှောင်ဖို့ဆိုရင်ကိုမတတ်ဖို့ပဲလိုတယ်ဆိုတာနားလည်သွားခဲ့ပါတယ်ရည်ကျဲကအနိုင်ကျင့်တဲ့ဂျင်းဆန်ကိုပြန်တိုက်ထိုက်ဖို့လှုပ်လိုက်ချိန်မှာအားကြီးတဲ့တိုင်းဆုပ်ရောက်လာပြီးသူ့ကိုထိုးချိန်နှိပ်စက်ခဲ့ပါတယ်ကိုအမေနဲ့ကိုချင်းစာမိတာကြောင့်ရည်ကျဲကဒီဘဝကိုဆက်ရှင်တန်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာတော့တိုင်းစုနဲ့ပူပေါင်းပြီးဂျင်းဆန်နဲ့ဟတ်ထတန်းစာအဖွဲ့ခေါင်းဆောင်ကိုကလန်ကလာကောင်လေးတစ်ယောက်ကိုတော့မနိုင်တဲ့ဘဝင့်မင့်ကောင်ပါလားဆိုပြီးသူ့အဖွဲ့ကနေနင်ထုတ်ခိုင်းနိုင်ခဲ့ပါတယ်
ရီကျဲကဂျင်းဆန်ကိုစားနောက်လို့ဂျင်းဆန်ကသူ့ကိုထိုးဖို့ကြိုးစားချိန်မှာတိုင်းစော့ကဂျင်းဆန်ကိုအရင်ထိုးလိုက်ပြီးဂျင်းဆန်တယောက်ကျောင်းမှာဘယ်သူမှမလေးစားတော့တဲ့အချစ်ကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနေ့ညမှာရီကျဲတယောက်ပြီးနေတော့ဂျင်းဆန်ကနောက်ကနေအိုခဲနဲ့ထိုးပြီးတီဆုံးအောင်ရိုက်နှက်ခဲ့ပါတော့တယ်ဗျာဆက်တော့ထဘဝကတော့ပြစ်မှုကျူးလွန်သူတဦးရဲ့ခန္ဓာကိုယ်ထဲရောက်လာခဲ့ပါတယ်။ဒါစာခံဖြစ်လေပြီးမိန်းကလေးနဲ့ပိတ်ဆံဘဲမှာဝှက်ထားလဲမိတာမဖြစ်နိုင်လို့ညင်ပန်းနှိပ်စက်ခံရပါတယ်။နောက်တော့သူကတထေးရဲ့ရီစာကိုခိုးခဲ့ဖို့ပိတ်ဆံ7ဘီလီယံခိုးခဲ့တာကိုသိလိုက်ရပါတယ်။ဒီကောင်ရဲ့အစွမ်းအစော်တွေကိုအသုံးပြုပြီးသူတို့ကိုပြန်တိုက်ခိုင်းမိပိတ်ဓာတ်တွေကိုအသုံးပြုပြီးအေဂျင့်တွေကိုတယောက်ကြီးတယောက်တပ်ပစ်လိုက်ပါတော့တယ်။ဒီဘဝနဲ့ရှင်းတန်နိုင်ပြီဆိုပြီးပိတ်ဆံကိုပြန်ယူဆက်ပြီးစီးပြီးထပ်ပြေးခဲ့ပါတယ်။ Boss ကဖောင်းကတည်းသူ့ရဲ့တီနေရာကိုခြေရခံပြီးလက်ဆက်ချေဖို့မုတ်ဆိုးဒီကိုလွတ်လိုက်ပါတယ်။တတောပေါ်မှာအပြန်အလှန်ပိတ်ခတ်မှုတွေဖြစ်ခဲ့ပြီးကားတွေတိုက်ပြီးပောက်ကွဲကားတွေကိုရီကျဲကကြော်ခွန့်ပြီးရှောင်သိမ်းနိုင်ခဲ့ပါတယ်။ရဲကားတွေနဲ့ဆိုင်ကယ်တွေကသူ့နောက်ကိုလိုက်လာပြီးလမ်းတွေပိုက်ဆို့နေတော့ရီကျဲလည်းဈေးဝယ်စင်တာတွေကိုဝင်ရောက်မောင်းနှင်ကထက်လေကားပေါ်တက်ပြီးအမိုးပေါ်ကိုရောက်သွားခဲ့ပါတယ်။အမိုးပေါ်ကနေပါတီလုံနေတဲ့ရေကန်တဲ့ကိုခုန်ချလိုက်တော့ဖုံးလဲပြက်ပြီးခြေရာခံမရတော့ပါဘူး။ကောင်မလေးနဲ့စိတ်ခံတရာမှတွေ့တော့ရီးကျက်ကပိတ်ဆန်ဘဲမှလဲဆိုတာပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကသူ့ကိုရုတ်တရက်ပြစ်တက်လိုက်ပါတော့တယ်ဗျာ။ပြန်ကြမှာဘွားကတော့အမမေတိုက်ခိုက်ရတမတူရဲ့ခန္ဓာကိုယ်ထဲရောက်ခဲ့ပါတယ်။အချို့ခန့်တဲ့မှာဂျင်းဆန်ကိုတွေ့တော့ဒေါသတကြီးနဲ့ထိုးကျိတ်မိပါတယ်။ဒီဘဝကကောင်းလေးကဂုံးပြဿနာတစ်ခုမှာမိသားစုအတွက်ပိတ်ဆန်လို့လူတက်မှုတစ်ခုအတွက်ထောင်နှစ်ကြာခံဖို့လက်ခံခဲ့တာမှာအသက်16နှစ်မပြည့်တွေ့လို့ပြန်လွတ်လာမဲ့ထင်ခဲ့ပေမဲ့သူတိုက်မိတဲ့အမျိုးသမီးတိတ်ဆုံးသွားလို့ဖြစ်သွားခဲ့တာပါဒီနောက်သူရှိနေကိုပိတ်ဆန်2ဘီလီယံတောင်းရင်မောင်ရိတ်ထဲကလူတစ်ယောက်ကမိချင်တဲ့ကစားနေတာကိုမြင်လိုက်ရပါတယ်ရီးကျက်ကဂျင်းဆန်ဟာစိတ်ယောဂဒီမဟုတ်ပဲအထက်တန်းကျောင်းသားကိုတတ်ခဲ့လို့အချုပ်ထဲရောက်လာမှန်းထီလိုက်ပြီးအချုပ်သားတွေရှိမှအကုန်ဖွင့်ချလိုက်ပါတယ်ဂျင်းဆန်ကိုကြံတဲ့အချုပ်သားတွေကလက်ဆက်ချေဖို့ဝိုင်းထိုးကြပါတယ်အလုံးယုံထဲမှာရီးကျက်ကိုလူတစ်ယောက်ကလွဲသွားတဲ့ပေတာကိုရှောင်လိုက်လို့အချောင်းသူတစ်ယောက်တေးသွားပါတယ်အချုပ်သားတွေကရှေ့နေကသူ့ကိုတက်ခိုင်းထားတယ်လို့ပြောပြီးလက်နက်တွေနဲ့ဝိုင်းတိုက်ခိုက်လာပါတော့တယ်ကြီးယုံကကြောက်လို့အပြည့်အလွတ်ထပ်သွားပါတယ်ရီးကျက်က MMA ပညာနဲ့တိုက်ခိုက်ပြီးအကုန်လုံးကိုအနိုင်ယူလိုက်ပါတယ်ကြီးယုံကတုတ်တချောင်းနဲ့ပြန်ရောက်လာပြီးကူညီချင်းလွတ်ဆိုပြီးရီးကျက်ကသူ့ကိုတငယ်ချင်းလွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာဂျင်းဆန်ကသူ့ကိုတတ်ဖို့လုပ်တာကိုရီးကျက်ကကျောင်းသားရတရေကမင်းကိုလာချောက်လိမ့်မယ်ဆိုပြီးအရင်ဘဝအကြောင်းပြောပြလိုက်လို့ဂျင်းဆန်တယောက်ကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ပါတယ်လေးရမြောက်နှစ်မှာရီးကျက်လွတ်လာတဲ့အခါရှင့်နေကပိတ်ဆန်ယူလာပေမဲ့ရီးကျက်ကလက်မခံပဲဘဝသစ္စာချင်းတယ်လို့ပြောလိုက်ပါတယ်အခြားဘဝကဖတ်ထားတဲ့ပိတ်ဆန်ကိုစိတ်ခန့်တရားကနေပြန်ယူလိုက်ပြီးအခန်းကားပြီးအိမ်နေတော့သူ့အမေကဖုံးခေါ်လာတာကိုတွေ့လိုက်ရပါတယ်မြို့ကိုပြန်ရောက်တော့လင်းရင်နဲ့တိုက်မိသူရဲ့အဖေကသူ့ကိုဓာတ်နဲ့ထိုးပြီးလက်စားချေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြီးယုံရောက်လာပြီးကူညီမဲလို့လောက်ကဓာတ်ထုတ်ပြီးထိုးတတ်လိုက်ပါတော့တယ်ဗျာစက်ထမတွားကတော့ကလင်းငယ်လေးအဖြစ်စားတော့ဆိုင်တဆိုင်မှရောက်လာခဲ့ပါတယ်မေမေကသူ့ကိုကားထဲမှာစိတ်တိုးတိုးနဲ့စူပူချိန်မောင်းပြီးဖေကလည်းထက်တန်ကုန်နေပြီဖြစ်တဲ့အစားအသားတွေကျွေးပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ဖေနဲ့မေမေဟာလူမှုဝန်ထမ်းတွေဖြစ်နေပြီးသူတို့ကိုစုံစမ်းစစ်ဆေးဖို့ရောက်လာတဲ့ရဲအရာရှိတွေနဲ့လူမှုဝန်ထမ်းတွေကိုလက်စားခဲ့ပါတယ်အဲ့ဒီနောက်မှာမေမေကသူ့ကိုခေါင်းအုပ်နဲ့ဖြီးတက်လိုက်ပါတော့တယ်တေမင်းကကလေးငယ်လေးတွေတော့အခွင့်အရေးမရဘဲတေဆုံးရတာတွေရှိတယ်လို့ပြောပြီးဘဝကိုအလွယ်ကူမယူဆဖို့တတိပေးလိုက်ပါတယ်ဗျာတတမဘဝမှာတော့ဘူတာယုံအပြစ်မှာရောက်လာပြီးသူ့ပိတ်ဆန်အိတ်လေးတက်တန်းကုံတော်မှာကိုတွေ့လိုက်ရပါတယ်အပြေအလွာတွားယူပြီးပိတ်ဆန်ဒီကိုရလိုက်ချိန်မှာသူ့မျက်နာကိုကြည့်လိုက်တော့အရန်ချော့တဲ့မော်ဒယ်တီလောက်ဖြစ်နေပါတယ်ပိတ်ဆန်လည်းချမ်းသာပြီးအိမ်ကလည်းခမ်းနားပါတယ်တေမင်းရတာတာယူဟာသူ့အီကိုတေဆုံးပြီးနောက် CEO ဖြစ်နေတာကိုလည်းတွေ့လိုက်ရပါတယ်။အီကိုရကာဖေးဆိုင်ကိုလည်းအမွေရခဲ့ပါတယ်။ကာဖေးဆိုင်ကိုပိတ်လိုက်မလို့လောက်တော့ရုတ်တရက်သူ့ရဲ့ရီစာဟောင်းကြီးစုရောက်လာခဲ့ပါတယ်။သူမကိုနေ့တိုင်းလာပြီးစာရေးတာကိုတွေ့တော့ရီးကျဲတယောက်ကြီးစုရဲ့နာမည်ကိုအင်တာနက်မှာရှာပြီးသူမကစာရေးဆရာမဖြစ်နေပြီးသူ့အတွက်စာရေးပလက်ကွဲမှာစုရခဲ့မှန်းသိလိုက်ရပါတယ်။ဒီနောက်သူတို့နှစ်ယောက်ရဲ့အချစ်ဆက်လန်တွေနဲ့ကိုရေးကိုတာဒီပါတဲ့သူမရဲ့စာအုပ်ကိုဝယ်ဖက်လိုက်ပြီးမျက်ရည်ကျခဲ့ရပါတယ်။သူ
သူဝယ်ပေးဖို့လောက်ခဲ့တဲ့ဂျီဆုနာမည်ထွန်းထားတဲ့ဘောပင်ကိုဂျီဆုစီမှာတွေ့လိုက်ပြီးအဲ့ဒီဘောပင်ကသူ့အမေကသူ့ရဲ့ပစ္စည်းတွေကနေဂျီဆုရဲ့ဇာပနက်ပွဲမှာပေးခဲ့တာကိုသိလိုက်ရပါတယ်ဂျီဆုရဲ့အကိုကိုမြင်တော့မှရီးချေတယောက်သူ့ကိုသူစိတ်မိုက်လိုက်ကလို့ထင်လိုက်ပါတယ်ရီးချေကဂျီဆုအတရဆိုင်ကိုတပ်ပတ်လုံးဖွင့်ပေးခဲ့ပါတယ်နေတိုင်းစကားပြောပြီးနောက်မှာဂျီဆုကသူ့အမေစီဘာလို့မတော်တာလဲမေးတဲ့အခါအလွန်နာကျင်ရမှာမို့လို့ရီးချေကပြန်ပြေပါတယ်တနေ့ညနေခင်းမှာတော့ကားတိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ကြားရပြီးဂျီဆုထေသွားပြီးထင်ကအပြေးအလွားသွားခဲ့ပေမဲ့ဂျီဆုကိုတွေ့လိုက်လို့စိတ်သက်သာရသွားခဲ့ပါတယ်ဂျီဆုကသူ့ချစ်သူဆုံးတုံးကလည်းဒီလိုခံစားခဲ့ရတယ်လို့ပြောပါတယ်နောက်နေ့မှာတော့ဂျီဆုကရီကျဲရဲ့အထိုက်မတ်လီယာကိုတွားပြီးငိုကြွေးနေတာကိုရီကျဲကဝေးရာကနေမြင်ခဲ့ပါတယ်ဂျီဆုပြန်သွားတော့သူ့ကိုယ်တိုင်လည်းသူ့ရဲ့အထိုက်မတ်နေရာကိုတွားခဲ့ပေမဲ့သူ့အမေနဲ့ရုတ်တရက်တွေ့တော့စကားမပြောရဲပဲထပ်ပြေးခဲ့ပါတယ်အမေကသူ့အထိမ်းမနေရာကိုတန်ရှင်းပေးပြီးမျက်ရည်ကျနေတာကိုမြင်တော့ရီးချဲတယောက်အပြင်ဘက်မှာအတန်ကုန်အော်ဟစ်ငိုကြွေးခဲ့ပါတယ်ဒီနောက်သူ့အမေအတော်ပိတ်ဆန်တွေကိုပေးချင်လို့မိတ်ဆွေတဦးစီကနေပေးခိုင်းတဲ့ပုံစံနဲ့စာရေးပြီးသူ့ရဲ့အိမ်အဟောင်းမှာပိတ်ဆန်အိတ်တလုံးနဲ့ထားခဲ့ပါတယ်အပြင်ထွက်လာတော့ဆိုင်းပုတ်ပြိုကျပြီးတေဆုံးရတာကိုအိမ်မက်မလိုက်ပါတယ်နောက်နေ့မှာဂျီဆုကိုအိမ်ပြန်လိုက်ပို့ပြီးရင်သူ့ရဲ့အတိတ်ဘဝတွေကိုအကုန်ပြောပြပြီးတောင်းပန်ခဲ့ပါတယ်ဂျီဆုကဘာမှပြန်မပြောခင်မှာပဲသူတို့နှစ်ယူကိုကားတစီကဝင်တိုက်လိုက်လို့ဂျီဆုတယောင်ချက်ချင်းတေဆုံးသွားပါတယ်ရီးချေကတော့အသက်ရှင်နေတော့ကားမောင်းသူရဲ့မျက်နှာကိုမြင်လိုက်ပြီးသူကတာယူထင်နေပါတယ်ရှေ့နေကလည်းထွက်ပြေးသွားပြီးတာယူကတော့လက်အိတ်ဝစ်ပြီးရီးချေကိုအဆုံးသတ်ဖို့လုပ်ခဲ့ပါတယ်ရီးချေလည်းဒေါသတကြီးနဲ့တေမင်းရဲ့တေနက်ကိုယူပြီးတေမင်းကိုခေါင်းဖြတ်ပစ်လိုက်ပါတော့တယ်ဗျာ